ဒီ2016မှာကျွန်တော်30ပြည့်ပြီ30ပြည့်ပြီနောက်ပိုင်းမှာနေရထိုင်ရတာကအရင်လိုမတူတော့ဘူးပေါ့နော်အရင်တော့လိုမျိုးဂိမ်းဆော့လိုက်တကယ်ချင်းနဲ့ရှော့သွားလိုက်တစ်ချိန်လုံးပောက်ကြရပဲထိုင်လုံနေလိုက်အဲ့လိုမျိုးတစ်ချိန်လုံးပောက်ကြရပဲထိုင်လုံနေလို့မရတော့ဘူးပေါ့အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဘဝကိုတကယ်အောင်ဆိုင်ဖို့တကယ်စူးစမ်းဖို့ဆုံးဖြတ်လိုက်ပြီကြာရှော့မှာကြောက်လည်းမဟုတ်ဘူးလက်ရှိမှာအခက်အခဲကြုံတွေ့ရလို့လည်းမဟုတ်ဘူးဘဝရဲ့နာကိုရှင်းရှင်းလင်းလင်းမြင်ချင်လို့ပေါ့နော်ရုပ်ရက်ဆိုသလိုဘဝကြီးကအခက်အခဲအကြီးကြီးကြုံလာမှာတော့မဟုတ်ဘူးအကြောင်းရင်းကကိုအသက်20အရွယ်လူငယ်အရွယ်မှာဘာလို့လဲဆိုတာကကိုအသက်40အရွယ်လူကြီးဖြစ်တဲ့ချိန်မှာဘာဆက်ဖြစ်မလဲဆိုတာကိုဆုံးဖြတ်ချက်ချပေးလိမ့်မယ်အသက်20အရွယ်မှာလှုပ်တဲ့လှုပ်ရတိုင်းကအသက်40အရွယ်မှာကိုဘာဖြစ်မလဲဆိုတာကိုဆုံးဖြတ်ချက်ချပေးလိမ့်မယ်လူအများစုကသူတို့ရဲ့ဘဝကိုလက်လက်ဖြောက်လေးနဲ့ဖြည့်ဆည်းမိမှာတော့မဟုတ်ဘူးချိန်မှာခက်ခဲတွေ့တာတို့နောက်ရတာတို့ဆိုတာကကိုငငယ်တွေကနေ့စဉ်လှုပ်သွားတဲ့အမားတွေကစွတ်စွတ်သွားပြီးတော့နောက်ချိန်ကျမှသာကိုကိုလာထိခိုက်တာမျိုးပေါ့နော်အဲ့ဒါကကျတော့ domino effect လိုမျိုးပေါ့တေးသေးလေးကနေပြီးတော့မှတဖြည်းဖြည်းနဲ့ကြီးသွားတာမျိုးပေါ့မပြုတ်ပြင်းမိတဲ့အမားတစ်ခုအလေးကျင့်ဆိုတစ်ခုဒါမှမဟုတ်နှစ်ရန်လုံးမိနေတဲ့အမားတစ်ခုဒါမှမဟုတ်ဖြတ်တောက်တဲ့နာဝန်ဖြတ်တောက်ပဲနဲ့ဆက်ပြီးတော့စုပ်ကိုင်တာမိတဲ့ relationship တစ်ခုအဲ့လိုမျိုးပေါ့နော်အစားရှိလွတ်ရလေးတွေပေါ့ကျွန်တော်လိုမျိုးခံစားချက်ကိုရတဲ့လူငယ်တွေရှိသလိုဒီခံစားချက်ကိုလုံးဝမသိတဲ့လူငယ်တွေလည်းအများကြီးရှိတယ်ဆိုတော့ကဒါနဲ့ပတ်သက်ပြီးတော့အသက်20 30မှာတိထားတဲ့နေရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်က Atomic Habit တို့ Conflict Crisis တို့အဲ့လိုမျိုးစာအုပ်တွေကနေပြီးတော့မှ To Kill a Mockingbird အဲ့လိုမျိုးစာအုပ်တွေပါရှာပြီးတော့ဖတ်ကြည့်တယ်အဲ့ဒီအပြင်မှာGo Will Hunting တို့500 Days of Summer တို့ Social Network တို့အဲ့လိုမျိုးစာရှိတဲ့ movie တွေပါကျွန်တော်ကြည့်ခဲ့တယ်ပေါ့နော်အကြောင်းရင်းကအလောက်ကိုင်းတို့အပေါင်းအသင်းတို့အခြေရေးကိစ္စတို့ငွေကြေးကိစ္စတို့အစားရှိရတဲ့အကုန်လုံးလေ့လာခြင်းတို့ပေါ့နော်အဲ့လိုပြောလို့အချို့သူတွေကမင်းသိချင်လို့ရှိရင်ဘာဖြစ်လို့လူကြီးတွေကိုတော့မမေ့ရလဲလူကြီးတွေကမင်းတို့အရွယ်ကိုဖျက်ချောက်ခဲ့ပြီလေအဲ့လိုလာပြောမှသူရှိတယ်ပေါ့နော်ကျွန်တော်ဘာဖြစ်လို့လူကြီးတွေတော့မမေ့ရလဲဆိုတော့က1990မှာကြီးပြင်းလာတဲ့လူငယ်တယောက်နဲ့2020မှာကြီးပြင်းလာတဲ့လူငယ်တယောက်ရဲ့အတွေ့အကြုံကလုံးဝကွဲပြားတယ်ပေါ့နော်ငွေကြေးကိစ္စဆိုလို့ရှိရင် inflation ရှိတယ်အရင်တော့ဆိုလို့ရှိရင်ငါးမှုတစ်ချက်အကျွေးစီလေးနဲ့ပုံစံတက်မှာမုတ်ပတ်ဝယ်စားလို့ရတယ်ပေါ့နော်ဒီဘက်ခေတ်မှာဆိုလို့ရှိရင်ပတ်စံ9000ပါတော့မှဝအောင်စားလို့မရအောင်ပြီးတော့ညီပညာလည်းမတူဘူးနောက်တစ်ခုရှိသေးတယ်လူမှုရေးကိစ္စတွေလည်းမတူဘူးဒီဘက်ခေတ်မှာဆိုလို့ရှိရင်ကွာ LGBT လည်းရှိတယ် sex ကိစ္စတွေလည်းရှိတယ်အများကြီးရှိရကွာဆိုတော့ကဒီဘက်ခေတ်ကြီးကိုဘယ်လိုဖြတ်တန်းမလဲဆိုတာကိုအရင်ခေတ်ကလူကြီးတွေတွားပြီးတော့သူတို့ရဲ့ channel တွားပြီးတော့မေးလို့မရဘူးသူတို့ channel တွားပြီးတော့လုပ်လို့လည်းမရဘူးပေါ့အဲ့ဒါကြောင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်ခုပြောမယ့်ຢာရဲ့ဒီကစာအုပ်တွေရောရုပ်ရှင်တွေရောအဲ့ဒီအပြင်မှာကျွန်တော်တက်ကြီးရဲ့လူကြီးတွေရဲ့အတွေ့အကြုံရောဒီဘက်ခေတ်လူတွေရဲ့အတွေ့အကြုံရောအဲ့ဒါတွေအကုန်လုံးရောဆက်ပြီးတော့လေ့လာထားတဲ့အချက်အချာတွေပေါ့နော်โอเคဆိုတော့ကအစရအောင်ဘာဖြစ်လို့လူငယ်ရွယ်ကအနည်းများလဲအသက်20ရွယ်30ရွယ်လူငယ်ရွယ်ကအရန်ပျော်ဖို့ကောင်းတယ်အရန်လက်တမှုရှိတယ်ပေါ့နော်ပြီးတော့လူတိုင်းကသူတို့စီမှာအချိန်ရှိရလို့ထင်နေကြတယ်မင်းငယ်ပါတည်းကွာမင်းစီမှာအချိန်တွေအများရှိပါသေးတယ်အဲ့လိုမျိုးစကားကိုလူကြီးတွေစီကကြားဖို့ကြအောင်ပေါ့နော်တကယ်ကျတော့မဟုတ်ဘူးအဲ့ဒီစကားကကိုယ်စိတ်ကြည်နေပြီးတော့ဆိုပြီးပြောတဲ့စကားတတာပဲရှိတော့တယ်ကိုငယ်ရွယ်တုန်းလုံးပြီးတဲ့မားလေးတွေကဘာမှဖြစ်တယ်လို့ခံစားရတယ်ဆစ်လေးတောက်မယ်ရက်တောက်မယ်ညဆိုလို့ရှိရင်စောမအိပ်ဘူးလေ့ကျင့်ကပုံမှန်မလုပ်ဘူးဟုတ်တယ်မလားလို့ရသေးသေးလေးတွေကကွာအဲ့လိုကြီးမစိုးပါဘူးဒါပေမဲ့လို့ရတစ်ခုကဘလောက်ပဲသေးနေပါစေလောက်ပါများလို့ရှိရင်ချိန်ချလို့ရှိရင်ကိုကနောက်ပြန်လက်လို့မရတော့ဘူး psychologist တွေကဒီဥစ္စာကို compounding technique လို့ခေါ်တာပေါ့နော်ကိုယ့်ရဲ့အလေးကျင့်ကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့ဆုံးဖြတ်ချက်အဲ့ဒီအကုန်လုံးကစုသွားပြီးတော့နောက်ထပ်10နှစ်15နှစ်အနည်း20ကြာတဲ့ခါကျမှကိုယ့်ကိုလာထိခိုက်တာမျိုးပေါ့အဲ့ဒီခါဆိုလို့ရှိရင်လုံးဝနောက်ပြန်လက်လို့မရတော့ဘူး Book number 1 The Defining Decade ပထမဆုံးကျွန်တော်ပြန်ပြပေးချင်တာကအရင်ဘက်ကကျွန်တော်ဖတ်ခဲ့တဲ့ The Defining Decade ဆိုတဲ့စာအုပ်က lesson တစ်ခုပေါ့နော်လူတိုင်းမှာက prime time ဆိုတဲ့အချိန်ကာလရှိတယ်ဒီ prime time ဆိုတာကသူတယောက်ရဲ့အတောက်ပဆုံးအချိန်ကာလပေါ့နော်အရင်ကလူကြီးတွေဆိုလို့ရှိရင်ကဘဝဆိုတော့ကအသက်40မှာစတာပါဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့ဒီဘက်ကအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်လူတိုင်းရဲ့ prime time က18 19 20ကနေစတယ်ဘာဖြစ်လို့ဆိုတော့ကဒီဘက်ကမှာကအပြိုင်ဆိုင်ရမ်းများသလိုအခက်အခဲတွေလည်းပိုများတယ်ပေါ့နော် I show series ဆိုလို့ရှိရင်အသက်20ပဲရှိသေးတယ် Mr. Beast ဆိုလို့ရှိရင်29နိုင်ငံတကာအောင်မပြောလဲမြန်မာနိုင်ငံအောင်မကြည့်မယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာရန်အောင်မြင်ပြီးတော့ရန်နာမည်ကြီးနေတဲ့လူငယ်တွေကြားမှာရန်နာမည်ကြီးတဲ့ဒီ Logo In ဆိုတဲ့ဒီ streamer တယောက်တော့ရှိသေးတယ်သူဆိုလို့ရှိရင်16 19ပဲရှိသေးတယ်ဒီဘက်ကမှာဆိုလို့ရှိရင်ကွာဘယ်သူမှငါအသက်30ရောက်မှစူးစမ်းမယ်40ရောက်မှစူးစမ်းမယ်ဆိုပြီးတော့မလုပ်တော့ဘူးသူတိုင်းကငငယ်ရွယ်နဲ့အသက်ကုန်စူးစမ်းပြီးအားထုတ်နေကြပြီပေါ့ကျွန်တော်ဆိုလို့ရှိရင်တော့ကွာအသက်14တွေကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဆန်းဒီဆန်းရှောက်လုပ်တယ်တက်ပညာဆိုလို့ရှိရင်စုံအောင်လိုက်တင်တယ်ကျွန်တော်အခုဆိုလို့ရှိရင်အသက်20အခုချိန်ထိ
ကျွန်တော်ဘလောက်ပဲစူးစမ်းနေပြီကျွန်တော်တက်ပို့တော်တဲ့ကလေးတွေခဏခဏတွေ့ဝရပေါ့ဒီ defining decade ဆိုတဲ့စာအုပ်က motivation တော့မဟုတ်ဘူးမျက်နှာကိုပိတ်ရိုက်လိုက်သလို reality check ပေးမဲ့စာအုပ်တော့ပေါ့နော်ဘယ်သူမှအသက်30-40ဝန်းကျင်ကြားမှာ topic ကိုငါပြောင်းလဲတော့မယ်ဆိုပြီးတော့သူတို့က16-19နဲ့စူးစမ်းနေတဲ့သူတွေကိုတွားရှင်လို့မရအောင်နေ့ရစူးစမ်းနေသူတွေကသူတို့ကဘလောက်ပဲငငယ်ဘလောက်ပဲနေပါစေကိုကဘာမှမလုပ်လို့ရှင်တော့ကိုကိုသူတို့ကကြောက်တတ်တော့မှာပဲဒါကကျတော့ momentum လို့ခေါ်တာပေါ့နော်ဘာပဲလို့ momentum ကအရင်ရေးကြည့်တယ်အကောင်းဆုံးဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ယုံတဲ့လက်ပုံမြင်ကြောက်ဦးကြအောင်ပေါ့ယုံကဘလောက်ပဲမြန်လန်တော့မှအိတ်လိုက်လို့လေးကအနိုင်ရသွားတယ်ပေါ့ butterfly effect ဆိုတာကိုကြားဘူးကြလားဒီ butterfly effect ဆိုတာကလို့ရတဲ့သေးလေးတခုကြောင်နောက်ဆက်တွဲကိစ္စအကြီးကြီးဖြစ်ကုန်တာပေါ့နော်ကိုယ့်ရဲ့လေ့ကျင့်တစ်ခုကိုယ့်ရဲ့လို့ရတစ်ခုကိုယ့်ရဲ့ခံယူချက်တစ်ခုဒါမှမဟုတ်ကိုယ့်ရဲ့စကားတစ်ခွန်းကကိုယ့်ရဲ့ဘဝကိုအပေါ်ထိအမြင့်တင်ပေးနိုင်သလိုကြောက်တဲ့ကိုလည်းဆွဲချသွားနိုင်တယ် butterfly effect ကိုဥပမာနဲ့ရှင်းပြရမယ်ဆိုလို့ရှင်တော့ဥပမာကျွန်တော်က coffee ဆိုင်မှာကောင်မလေးချောလေးတယောက်ကိုတွေ့လို့သွားစကားပြောကြည့်တယ်စကားပြောရနေပြီးတော့ခင်းသွားပြီးတော့ရီးစားဖြစ်သွားတယ်ပြီးတော့အသေးကွဲပြီးတော့လမ်းခွဲလိုက်ကြတယ်ဒါမှမဟုတ်မင်္ဂလာဆောင်ပြီးတော့ happily ever after ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့ကျွန်တော်အဲ့ဒီနေ့ကအဲ့ဒီ coffee ဆိုင်မှာအဲ့ဒီကောင်မလေးကိုစကားပြောခဲ့လို့ဆိုလို့ရှိရင်အခုချိန်မှာ happily ever after မှာပြောနေသူကကျွန်တော်ကောင်မလေးဖြစ်မှာတော့မဟုတ်ဘူးအဲ့ဒီနေ့ကအဲ့ဒီချိန်မှာအဲ့ဒီလူနဲ့အဲ့ဒီစကားတွေကိုတော့မပြောခဲ့လို့ဆိုလို့ရှိရင်ကျွန်တော်အခုချိန်ကြီးစိတ်ငုံဖြစ်နေအောင်ပါပဲ butterfly effect ဆိုတာကျွန်တော်ဥစားပဲ by the way ဒီဥစားကျွန်တော်ဥပမာရှင်းပြတာပေါ့နော်ကျွန်တော်အခုချိန်ကြီးစိတ်ငုံပါပဲထားပါတော့ဆိုတော့က butterfly effect ဆိုတာကကိုယ့်ရဲ့ဆုံးဖြတ်ချက်သေးလေးကကိုယ့်ရဲ့ဘဝပေါ်အကောင်းကြီးတွေဖြစ်နေပါစေအဆိုးကြီးတွေဖြစ်နေပါစေအကြီးကြီးတွေပြောင်းလဲသွားနိုင်တယ်အဲ့ဒါကြောင့်ကိုကဘာပဲလို့နောက်ဆက်တွဲတွေကိုတေချာဆုံးစဉ်းစားပြီးတော့မှသာဆုံးဖြတ်ချက်ချဖို့လိုတယ်ဒီ butterfly effect ကဘဝပေါ်ဘယ်လိုမျိုးတိုက်ရောက်မှုတွေရှိစေလဲဆိုတော့ကိုမျက်မြင်သက်သေကြည့်ရင်လို့ရှင်တော့ဒီ2004ခုနှစ်မှာထွက်ခဲ့တဲ့ butterfly effect ဆိုတဲ့ရုပ်ရှင်ကိုသွားရှာကြည့်လိုက်အဲ့ကကြည့်ပြီးလို့ရှင်လူကဘာလို့တေချာစဉ်းစားပြီးမှလုပ်မိလိမ့်မယ် book number 3 atomic habits ဆိုတဲ့စာအုပ်ကိုလူရန်နေမဖတ်ဘူးကြမှာပေါ့ဒီ atomic habits ဆိုတဲ့စာအုပ်ကကိုလိုရဲ့သေးလေးတွေကဘယ်လောက်ထိအရေးပါလဲပြီးတော့ကိုလိုချင်တဲ့အရာကိုသွားချင်တဲ့နေရာကိုရအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကိုဖြည်းဖြည်းချင်းစီလမ်းပြပြီးတော့စာအုပ်တော့ပေါ့နော် self improvement လို့ပြောလိုက်တာနဲ့ဒီ atomic habit တွေကအကြောင်းအရာတွေကပါတယ်ဒီ atomic habit တွေမှာဒါမှမဟုတ်အရှိဆုံး lesson တစ်ခုရှိတယ်အဲ့ဒါက you don't rise to your goals you fall into your systems အဲ့ဒီစကားနောက်ကမှရှိနေတဲ့အဓိပ္ပာယ်ကလူတစ်ယောက်ကသူဘယ်လိုလူစားမျိုးလဲဆိုတာသူ့ရဲ့နေ့စဉ်လေ့ကျင့်နေပေါ်အများကြီးမူတည်တယ်လူတိုင်းကွာငါဟိုကဖြစ်ရှင်တယ်တရားဖြစ်ရှင်တယ်ငါဟိုကလိုချင်တယ်တရားလိုချင်တယ်နဲ့အစားရှိစိတ်ကူးမှတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါတွေကအဲ့ဒီစိတ်ကူးမှတွေကကျတော့အတွေးသက်သာပဲပေါ့နော်ဒါပေမဲ့အဲ့ဒီစိတ်ကူးမှတွေတကယ်ဖြစ်လာမလားဖြစ်မလာဘူးလားဆိုတော့ကကိုလို့တဲ့ကိုယ့်ရဲ့အလေးကျင့်နေပေါ်ပဲမူတည်တယ်ဒါနဲ့ပတ်သက်ပြီးတော့ Canadian Science ရဲ့တယောက်ဖြစ်တဲ့ဒီ Brian Tracy ရဲ့ lecture တခုရှိရပေါ့နော်သူ့ရဲ့ lecture မှာသူပြောသွားတဲ့ကျွန်တော်ကြားဆုံး line တခုရှိတယ်အဲ့ဒါက you become what you think about most of the time ကိုအမြဲတွေးတဲ့ရှိတဲ့အရာပဲဖြစ်လာလိမ့်မယ်အဲ့ဒီစကားကိုကျွန်တော်အမြဲတမ်းမှတ်ထားတာပေါ့နော်ကိုကောင်းတော့မှဘာတွေးလဲဆိုတော့ကအရန်အရေးပါတယ်အရန်အရေးကြီးတယ်တွေးခေါ်တိုင်းကကိုယ့်ရဲ့ဘဝလမ်းကြောင်းပေါ်အများကြီးတက်ရောက်မှုရှိတယ်ပေါ့နော်လူတစ်ယောက်ကဥပမာပေါ့နော်လူတစ်ယောက်ကအမြဲတမ်း gain ကြော်တယ်အမြဲတမ်း live stream ကြည့်တယ်အဲ့တော့အဲ့သူရဲ့နာက gain stream မှာတယောက်ဖြစ်ဖို့ရာခိုင်နှုန်းပိုများတယ်ပေါ့နော်ဒါမှမဟုတ်လူတစ်ယောက်ကစာဖတ်တယ်စာရေးတယ်စာလေ့လာတယ်စာနဲ့ပတ်သက်တာတွေပဲစိတ်ဝင်စားတယ်အဲ့လိုဆိုလို့ရှိရင်အဲ့သူရဲ့နာကမှာ तू ကစာရေးစရာဒါမှမဟုတ်စာနဲ့ပတ်သက်တာတခုဖြစ်လာနိုင်မယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုပေါ့ကိုဘာဆက်ဖြစ်လာမလဲဆိုတော့ကိုယ့်ရဲ့ခေါင်းထဲမှာဘာတွေးလဲပေါ့အများကြီးမူတည်တယ်အဲ့တော့တခုမှထားမှာကကိုတကယ်ဖြစ်ချင်တဲ့အရာလွယ်ပြီးတော့ကျန်တဲ့ဟာတွေဆိုလို့ရှိရင်ခေါင်းထဲမှာအကြာကြီးမထားနဲ့ long term thinking နောက်ဆုံးနဲ့အရေးအကြီးဆုံးသိထားမှာကကိုဘာလို့အရှိကိုနှစ်ကွက်သုံးကွက်ကြိုးကြည့်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတော့chess game လိုပဲဆိုတဲ့စကားကိုကြားဖို့ကြအောင်ပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်ငယ်တုန်းကရွေးချယ်စရာတိတ်မရှိဘူးလုံးဝမရှိတာပေါ့နော်ငယ်တုန်းကဆိုလို့ရှိရင်ပညာရေးဆိုလို့ရှိရင်မိဘကျောင်းသားဆိုလို့ရှိရင်တွားရတယ်အပေါင်းအသင်းဆိုလို့ရှိရင်ကျောင်းမှာတွေ့တဲ့သူတွေနဲ့ပဲပေါင်းရတယ်အတတ်ပညာဆိုလို့ရှိရင်မိဘထားပေးတဲ့တင်တန်းကိုမတက်ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ပညာရေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့မှာရွေးချယ်စရာအများကြီးရှိတယ်တက္ကသိုလ်ဆက်တက်မလားတက်မယ်ဆိုလို့ရှိရင်ဘာမှမရွေးမလဲအစားရှိတာကိုယ့်ကိုရွေးလို့ရတာပေါ့နော်အပေါင်းအသင်းဆိုလို့ရှိရင်ကိုယ့်ကိုပေါင်းနေတဲ့တော့ပေါင်းလို့ရတယ်အတတ်ပညာဆိုလို့ရှိရင်ကိုယ်တင်ရင်တဲ့အတတ်ပညာကိုလိုင်းပေါ်ရှာပြီးတော့လေ့လာလို့ရတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့စီမှာရွေးချယ်စရာရှိလာပြီပေါ့နော်ဒါပေမဲ့အခုအချိန်ကြီးရေစည်းနဲ့မျိုးပါနေတဲ့သူတွေတပုံရှိတယ်ပြီးပြီးတော့လုံးနေတဲ့သူတွေတပုံရှိတယ်ကျွန်တော်ကဘဝဆိုတော့chess game လိုပဲ
အရှိကိုနှက်ကွက်3ကချိုကြည့်ရဆိုပြီးတော့ခဏခဏပြောလို့ရှိတယ်ပေါ့အဲ့တော့ကျွန်တော်ဘေးသူတွေကကျွန်တော်ဘယ်လိုမျိုးပြောလဲဆိုတော့ဟာဒီကောင်အရန်အတွေးများတာပဲဒီကောင်အရန် overthinking လုပ်တယ်ဆိုပြီးတော့ဝိုင်းပြောကြတာပေါ့နော်ကျွန်တော် overthinking လုပ်တယ်ဆိုပြီးဝိုင်းပြောကြတာပေါ့ဒါပေမဲ့ကျွန်တော်အမြင်မှာကျတော့ဒီဘက်ကမှာဘယ်သူမှဘာကိုမှတခြားမတွေးနိုင်ကြတော့ဘူးလူတိုင်းမှာဒီ critical thinking ဆိုတဲ့ skill ကပျောက်သွားသလိုဖြစ်နေတယ်ပေါ့နော်လူတိုင်းကွာသူတို့ဘဝနဲ့ပတ်သက်လာတဲ့ခါဆိုလို့ရှိရင်မိုးစမှာမိုးဝင်နေသူတို့ပဲဟိုဟာရွေးလိုက်တရားရွေးလိုက်နဲ့ဘာမှတခြားစဉ်းစားပြီးတော့မလုပ်ကြဘူးအေးစေးပဲသူတို့လှုပ်ရှင်လုပ်နေကြတာပေါ့နားရလာတော့မသိဘူးခုဘဝနဲ့ပတ်သက်လာတဲ့ခါဆိုလို့ရှိရင်တခြားစဉ်းစားပြီးမှလုပ်တာပိုကောင်းတယ်ဘာလို့လဲဆိုတော့ကအသက်ဆိုတာတစ်ချောင်းမဲ့ပါတာနှစ်ခါပြမရအောင်အဲ့တော့တကူခုလုပ်မယ်ဆိုလို့ရှိရင်မလုပ်ခင်တည်းကအချိန်ယူပြီးတော့တခြားစဉ်းစားပြီးမှလုပ်မလောနဲ့ဒီဥစ္စာကကျတော့ fundamental step 5ခုပေါ့နော်လူငယ်တန်းမှာရှိတဲ့အချက်5ခုပေါ့အဲ့ဒီပြင်မှာအပေါင်းအသင်းကိစ္စတို့အခြေကိစ္စတို့လောက်ကကိစ္စတို့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာရှိသေးတယ်ဒါပေမဲ့ဒီဗီဒီယိုရမ်းရှိသွားမှာဆိုတော့နောက်မှတက်ဗီဒီယိုလုပ်ပြီးတင်ပြတော့မယ်ဆိုတော့ကဒီဗီဒီယိုကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် bye